မက်ထရိုတိုင်းကျယ်ရဲ့အဓိကပါဝင်ပစ္စည်းကတော့မက်ထရိုနီဒဇောပဲဖြစ်ပါတယ်။မက်ထရိုနီဒဇောဟာနိုက်ထရိုအီမီဒဇောအုပ်စုဝင်ပိုးသက်ဆေးအန်တီဘိုတိစ်တစ်မျိုးဖြစ်ပြီးတော့ပိုးမွှားတွေကိုတိုက်ဖျက်နိုင်တဲ့အပြင်ရောင်ရဲမှုကိုချော့ချပေးနိုင်တဲ့ဂုဏ်သက်တည်လည်းရှိပါတယ်။အရေးပြားပေါ်မှာလိန်ရန်အတွက်သာထုတ်လုပ်ထားတဲ့လိန်ဆေးကျယ်မျိုးစားဖြစ်ပါတယ်။မက်ထရိုတိုင်းကျယ်ကိုဘလို့ရှင်ဒီမှာအသုံးပြုလို့ရလဲဆိုရင်တော့ရိုဆေးရှားဆိုတဲ့ယောဂလက္ခဏာတွေဖြစ်တဲ့မျက်နှာနီမျက်နှာအပူလောင်သလိုခံစားရတာဝက်ချန်နဲ့တူတဲ့အနီအဖုငယ်လေးတွေထွက်တာပြပါတဲ့အဖုငယ်လေးတွေထွက်တာစတဲ့ရိုဆေးရှားရဲ့ရောင်ရဲတဲ့လက္ခဏာတွေကိုချော့ချပေးနိုင်ဖို့အဓိကအသုံးပြုနိုင်ပါတယ်။နောက်ပြီးတော့ဘက်တီးရီးယားပိုးဝင်တဲ့အနာတွေအရေပြားပိုးဝင်တဲ့ဒဏ်ရာတွေဥပမာရှရာအနာလက်အာစာနဲ့အိယာနာဘတ်ဆိုးတွေအတွက်လည်းဆရာဝန်တွေကလိုအပ်သလိုညွှန်ကြားလေးရှိပါတယ်။ဘယ်လိုသုံးပြရမလဲဆိုရင်တော့ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းတစ်နေ့လည်းတစ်ကြိမ်ဒါမှမဟုတ်နှစ်ကြိမ်သတ်မှတ်ထားတဲ့ပမာဏအတိုင်းသာလိမ့်ရပါမယ်။မလိမ့်ခင်မှာအရေပြားကိုတန်ရှင်း၆တွေ့အောင်ပြုလုပ်ပြီးမှသာယောဂရှိတဲ့နေရာကိုပပလေးလိမ့်ပေးရပါမယ်။မျက်လုံးနှာခေါင်းနဲ့ပါးစပ်တွေကိုမဝင်စေဖို့ရန်အတွက်အထူးဂရုပြုရပါမယ်။မတော်တဆဝင်သွားတယ်ဆိုရင်တော့ရေနဲ့ချက်ချင်းဆေးကြောရပါမယ်။ side effect အနေနဲ့ကတော့လိမ့်တဲ့နေရာမှာအရေပြား၆တွေ့တာအနည်းငယ်နီးမြန်းတာရားရံတာဒါမှမဟုတ်ဆက်ပြင်းပြဖြစ်တာလေးဖြစ်နိုင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။